ကားစုံမကိစ္စလည်းကျွန်တော်နည်းနည်းပြောစရာရှိပါတယ်ဒီနေ့ရောင်တိုင်းပြည်လွတ်တော်စည်းဝေးမှာကားစုံမပြဿနာကိုဆွေးနွေးကြတယ်ဒီနေ့ကျွန်တော်မဆွေးနွေးခင်ကအဖြေသိနေပြီမဆွေးနွေးခင်အဖြေသိနေပြီဆိုတော့လွတ်တော်အမတ်တယောက်ကတိုင်းတိုင်းလွတ်တော်အမတ်ကမေးတယ်ကားစုံမပြဿနာရန်ကုန်တိုင်းအတွင်းမှာသူကရန်ကုန်တိုင်းအတွင်းမှာကားစုံမပြဿနာဖြေလျှော့ပေးလို့ရမရဆိုတာမျိုးသူမေးတာပေါ့ဗျာလူရင်းကတော့အဲ့တော့မိကုန်းတွေကတော့သူနဲ့မေးပါအရှိလူရင်းကတော့စုံမကားစုံထွက်စုံရက်မရက်ပေါ့ထွက်ရက်တွေကန့်သက်ပေးဖို့ကိစ္စတွေကန့်သက်ဖြေလျှော့ပေးဖို့ရန်ကုန်တိုင်းနဲ့ဖြေလို့မေးတော့ရန်ကုန်တိုင်းဒေသကြီးရဲ့ဒီလူမျိုးရေးဝန်ကြီးလူမျိုးရေးဝန်ကြီးပေါ့ဗျာပါခေါ်လဲတိုင်းဒေသရဲ့လမ်းမဲဆက်သွယ်လျှက်စစ်ဝန်ကြီးဒေါက်တာမျိုးတော်ပေါ့နော်သူကဒေါက်တာမျိုးတော်ကအရင်တော့ Mickey Way Media ပေါ့နော် Mickey Way Media Mickey Way Advertising อ่ะနော်သူကအဲ့ရနေဘလို့လွတ်တော်မှဖြစ်ဘလို့ဝန်ကြီးဖြစ်သွားမှကိုမသိလိုက်ပါဘူးကျွန်တော်တို့မြို့သူမျိုးလွတ်လိုက်လေမသိပါဘူးနော်ဝန်ကြီးဖြစ်သွားတယ်ကိုမျိုးတော်နော်သူကကိုမျိုးတော်ကဝန်ကြီးသူကထွက်ဖြေတယ်ဒါပေမဲ့ကျွန်တော်ပြောရတာတခုကကိုမျိုးတော်ကိုယ်တိုင်ပင်လင်သူဝန်ကြီးမဖြစ်ခင်ကာလဒီစုံမကိစ္စသူဝန်ကြီးမဖြစ်ခင်ကာလမဖြစ်ခင်လေးမှာသူကိုယ်တိုင်ရင်ဆိုင်ရပုံရတယ်အခုလဲသူဝန်ကြီးဖြစ်တဲ့အချိန်မှာတိုင်းတိုင်းဝန်ကြီးဖြစ်တယ်သူလည်းရင်ဆိုင်ရပုံပေါ်တယ်ဒါပေမဲ့လည်းသူဆုံးဖြတ်ချက်နဲ့မပြီးဘူးဆိုတာသူသိတယ်တိုင်းရန်ကုန်တိုင်းဆိုင်အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့လည်းမပြီးဘူးဆိုတာသူသိတယ်သူသိပါတယ်အဲ့တော့ဒါပြည်တော်စုအဆင့်ဆုံးဖြတ်ချက်ကြီးဖြစ်တဲ့အတွက်သူလည်းပြည်တော်စုအဆင့်ဆုံးဖြတ်ချက်ကိုတိုင်းဒေသကြီးကပယ်ဖြတ်လွှမ်းမိုးဖို့ခက်တဲ့ပုံပေါ်တယ်အဲ့တော့သူစုံမပယ်ဖြတ်လို့မရသေးတဲ့သဘောမျိုးသူပြန်ပြောသွားတယ်နော်သဘောကပြောသွားအဲ့တော့စုံမပယ်ဖြတ်မှာမဟုတ်သေးဘူးကာတိကမှမပယ်ဖြတ်ဘူးဟိုနေ့ကကျွန်တော်စီးနဲ့တွက်ပြတယ်ဆိုတာကဒါအစိတ်ပိုင်းတစ်ခုသာဒီစုံမမဖြတ်ရခြင်းအကြောင်းရဲ့အစိတ်ပိုင်းတစ်ခုသာကျွန်တော်တွက်ပြတာမဖြတ်ရခြင်းအကြောင်းရင်းတွေမှာ figure 5 6ခုရှိတယ်အဲ့ဒီထဲမှာတစ်ခုကအဲ့ခုနစီကိစ္စဒါမဖြတ်ရခြင်းအကြောင်းတစ်ခုပါတယ်လို့ကျွန်တော်ပြောတာတချို့ကစီကိစ္စတစ်ခုတည်းကြောင်းလို့ထင်တာမဟုတ်ဘူးတေချာလေးနားထောင်ကြည့်လို့ရှိရင်ကျွန်တော်ဘာကိုပြောလဲသိတယ်အဲ့တော့ထားပါတော့ကားစုံမကိုသူတို့ဖြတ်မှာမဟုတ်ဘူးအစိုးရမဖြတ်သေးဘူးကျွန်တော်ပြောရတယ်မဖြတ်ဘူးနော်ပြောလေပုံမဖြတ်လေပဲကျွန်တော်ပြောရတယ်လွတ်တော်မှတ်တွေနေပြီးတော့ပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်ကြီးမှာဆွေးနွေးတယ်မဖြတ်ဘူးတိုင်းဒေသမှာဆွေးနွေးတယ်မဖြတ်ဘူးကျွန်တော်တို့မီဒီယာတွေကပြောတယ်မဖြတ်ဘူးမင်းတို့ကြိုက်တော့ပြောငါမဖြတ်ဘူးကွာဆိုတော့မျိုးပြောလေမဖြတ်ဘူးလေဆိုတဲ့သဘောမျိုးနဲ့ကိုကတင်းကိုခံထားတာခင်ဗျာအဲ့တော့အစိုးရဆိုတဲ့ပုံကိုများတင်းကိုခံထားတာဘာကိစ္စဖြတ်ပြီးမဖြတ်ဘူးကွာဆိုပေပြီးခံထားတာအဲ့တော့ပေပြီးခံထားမှာတော့ကျွန်တော်တို့ပြောလဲအလကားပဲပြောမနေနဲ့လွတ်တော်မှတ်တွေအားလုံးပြည်နယ်တိုင်းအားလုံးမှာတည်တည်မှရှိတယ်ပြောလို့အဆင်မှရှိတယ်လွတ်တော်မှတ်တွေအကုန်လုံးကျွန်တော်ကမြေတိုင်ခံနေတာခင်ဗျားတို့မပြောကြပါနဲ့တော့ဒီစုံမအကြောင်းစုံမကားထွက်ရမပြောကြပါနဲ့တော့မပြောတာအကောင်းဆုံးမပြောရင်သူ့အတူပဲထည့်ဖြစ်မှာခင်ဗျားတို့ဝိုင်းပြောနေလီကျွန်တော်တို့ပြောနေလီမဖြတ်ဘူးကွာဆိုပြီးပိုရွဲ့လီပဲအဲ့တော့ကျွန်တော်တို့စုံမပယ်ထည့်စေခြင်းကျွန်တော်မသိသူလေးနေပြီကျွန်တော်တို့အဆင်ပြေပါတယ်ခင်ဗျာကျွန်တော်တို့အဆင်ပြေပါတယ်ခင်ဗျာလို့နေကြအောင်เนาะဘာလို့ကျွန်တော်အဆင်ပြေတယ်ဆိုတော့ကြားချင်တာအဲ့တော့ကျွန်တော်အဆင်ပြေတယ်ဆိုမှအေးသူတို့အဆင်ပြေပြီဆိုတော့ပြင်လိုက်ပါကွာဆိုပြင်လာမှာအဲ့တော့မပြောကြတာကောင်းတယ်စုံမလွတ်တော်မှာမေးမှမမေးခင်တည်းကကျွန်တော်အဖြေသီးပြီးသားမဟုတ်လို့ကျွန်တော်တော့မေးတဲ့လွတ်တော်မှတ်ကိုတော့အားနာစိတ်လည်းမကောင်းမေးမနေပါနဲ့တော့နှောင်လဲเนาะမဖြတ်ဘူးလို့เนาะဒါလေးပြောချင်တာအဲ့တော့စုံမကိစ္စကလည်းဒါမဖြတ်ဘူးဆိုတာခင်ဗျားတို့သိပြီဆိုရင်မဖြတ်ဘူးဆိုတာသိပြီဆိုလို့ကျွန်တော်မဖြတ်ဘူးပြောမနေ့ကတော့ထဖြတ်သွားမှာဒုက္ခเนาะဒါပါတော့ပြန်မဖြတ်ဘူးဆိုတာမှတ်လိုက်ဖြတ်ဘူးကွာဘာဖြစ်လဲမဖြတ်ဘူးထပ်ပြောမယ်မဖြတ်ဘူးထပ်ပြောမယ်မဖြတ်ဘူးကွာဆိုတာမျိုးအစိုးရတင်းခံထားတာဗျမဖြတ်ဘူးကွာဆိုပြီးတင်းခံထားတာအဲ့တော့မဖြတ်ဘူးမင်းတို့မောင်းရင်မောင်းမဖမ်းရင်ဖမ်းမယ်ဖမ်းရင်ဖမ်းနဲ့နေထားတာအဲ့တော့မဖြတ်ဘူးကွာပဲအဲ့လိုသာမှတ်လိုက်နော်အဲ့တော့ဒါစုံမကိစ္စပြီးပြီ